ရစစ်ပလန်အတစ်တစ်ခုပေါ့ဗျာအထူးသဖြင့်120ဖို့အထွတ်ပြီးမဲ့ inverter အကြီးကြီးတစ်ခုကိုစမ်းသပ်ဖို့ခလုတ်သွန်းနေလိုက်တဲ့အချိန်ကိုမြင်အောင်ကြည့်လိုက်ပါလား တကယ်ပလေးမှာဆိုရင်တော့ရင်တထိတ်ထိတ်နဲ့ပေါ့ရှင်ပောက်ခွဲမလားမိခိုးထွက်မလားဆိုပြီးတော့လေ ဟုတ်တယ်ဗျာဒါပေမဲ့အခုကမီးပွားတွေလည်းမထွက်ဘူးအစိပ်ပိုင်းတွေလည်း long term မပေါ်ဘူးအဲ့ဒီအစကုရှိကကွန်ပျူတာမျက်နှာပြင်ပေါ်မှာပတ်လန်းတစ်ခုလုံးအလုံးလုံးနေတာကိုအန်ဒီရဲ့ကင်းကင်းနဲ့အသေးစိတ်ထိုင်းကြည့်နေလို့ရတယ်ဒါကတကယ်ကိုမော်ဆန်းတဲ့နည်းပညာတစ်ခုပဲ ဟုတ်ပါတယ်ရှင်တကယ်ကိုအတုံးဝင်တဲ့နည်းပညာပါ ဆိုတော့ဒီကနေ့ကျွန်တော်တို့အသေးစိတ်လေးလာသွားမယ်ရဲမြေကဟို Smart Education ရဲ့ Proteus 8 Professional Software ပေါ်မှာအသက်ဝင်အောင်တိစော့ပြထားတဲ့32 step sine wave auto inverter ဆိုတဲ့စက္ကပုံချမ်းကြီးအကြောင်းပဲဖြစ်ပါတယ် ဒီ Proteus ပုံချမ်းကိုတွေ့တာကြည့်လိုက်ရင်လေ engineer ပိုင်းဆိုင်ရာတွေးခေါ်မှုအတော်များများကိုတွေ့ရတယ်ရှင် electronic နဲ့ယင်းနီးပြီးသားသူတွေအတွက်တော့ဒီပုံချမ်းတွေကအစိပ်ပိုင်းတွေကတိတ်ပြီးအစိမ့်သက်သက်တော့မဟုတ်တော့ဘူးပေါ့နော် ဟုတ်ပါတယ် ဒါပေမဲ့ဒီကနေ့ကျမတို့အထူးကတူးဆော်ထားချင်တာကဒီအထဲမှာပါတဲ့battery management system ပေါ့အတော့က BMS လို့ခေါ်တဲ့ battery ထိန်းချုပ်မှုစနစ်ရဲ့ပြီးတော့ auto inverter ရဲ့အလို့လျောက်ကူးပြောင်းပေးတဲ့ယန္တရားတွေရဲ့ကအချင်းချင်းဘလို့စကားပြောပြီးအလုတ်လုံနေကြတယ်လဲဆိုတော့အတွင်းကြကြအပိုင်းတွေပဲဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ဗျာကျွန်တော်ဒီပုံချမ်းကိုကြည့်လဲကောလေအလဲဘဟိုမှာ U1 လို့တတ်မှတ်ထားတဲ့ PIC 16F676 ဆိုတဲ့ microcontroller လေးကိုတွေ့ရတယ် ဟုတ်ကဲ့အဲ့ဒီ chip လေးကအထူးကပဲရှင် electronic blogger မှာတော့ big series တွေကလူသိများပြီးထားဆိုပေမဲ့လေဘာကြောင့်များဒီ inverter စနစ်လို့ဘဝမြင့်တဲ့ဆွမ်းအင်မြင့်တဲ့နေရာမျိုးမှာဒီလို sleeping bag ပါတဲ့ chip အသေးလေးကိုရွေးတုံးထားရတာလဲဆိုတာစဉ်းစားစရာဖြစ်နေတယ်သူ့မှာပါတဲ့ RC0 တို့ RC1 လို့ပြင်နေကနေတချန်တဲ့အစိပ်ပိုင်းအတော်များများနဲ့ချိတ်ဆက်ထားတာတွေ့ရတယ်ဗျ အဲ့ဒီမိခုံးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ရှင်များစုက inverter ကြီးတစ်ခုလုံးကိုထိန်းချုပ်ဖို့ဆိုရင်အရန်ရှုပ်ထွေးတဲ့ပင်ဒီအများကြီးပါတဲ့ processor အကြီးကြီးတွေလိုမယ်လို့ထင်တတ်ကြတယ်လေ ဟုတ်တယ်လေကျွန်တော်လည်းအဲ့ဒီလိုထင်တာ ဒါပေမဲ့ဒီ PIC 16F676 ကိုရွေးတုံးရတဲ့အဓိကကြောင်းရင်းကသူ့ရဲ့ analog to digital converter လို့ခေါ်တဲ့ ADC အပိုင်းကတော်တော်လေးတိကျမြန်ဆန်လို့ပါပဲရှင် inverter တစ်ခုမှာအရေးကြီးဆုံးကအပြင်ကနေဝင်လာတဲ့အချက်လက်တွေပေါ့နော်ဥပမာ battery မှာ volt ဘယ်လောက်ကျန်ဒီလဲဆိုတာမျိုး အပြင်ကပင်မလျက်စမြည်ဝင်နေသလားဆိုတဲ့အချက်လက်မျိုးပေါ့ ဟုတ်တယ်ရှင်အဲ့ဒီလို analog တဲ့အချက်လက်တွေကို digital အဖြစ်ချက်ချင်းပြောင်းလဲပြီးစိုးဖြတ်ချက်ချပေးဖို့လိုအပ်တယ်လीဒီ chip လေးကအဲ့ဒီအလုပ်ကိုတိတိကျကျနဲ့အချိန်ကိတ်လှုပ်ဆောင်ပေးနိုင်စွမ်းရှိလို့ပါရှင် တဘာပေါက်နေဒါဆိုရင် तू ကအဝင်အချက်လက်တွေကိုစောင့်ကြည့်ရုံတင်မဟုတ်ဖဲ လိုအပ်တဲ့ output ကိုပါအချိန်နဲ့တပြည့်ညီထုတ်ပေးနေရတာပါအတိအကျပဲရှင် မိုက်တယ်ဗျကျွန်တော်စဉ်းစားကြည့်တာလေဒီ chip ကိုတန်စုံတီဝိုင်းတစ်ခုကတန်စုံတီဝိုင်းမှုနဲ့သွားတူနေမလားလို့ဘဒုရိယာကဘယ်အချိန်မှအတန်ထွက်ရမယ်ဆိုတာကိုလက်တန်လေးဝှေ့ပြီးအမိန့်ပေးနေသလိုပေါ့ဗျာ တန်စုံတီးဝိုင်းမှုနဲ့ခိုင်းနိုင်တာကသဘောတရားရတော့မှန်ပါတယ်ရှင်ဒါပေမဲ့ပိုပြီးတိကျအောင်ပြောရရင်သူကအလွတ်တဘောလက်တံခွေနေတဲ့တီးဝိုင်းမှုမျိုးတော့မဟုတ်ဘူးပေါ့နော် ဟုတ်လားဒါစုဘယ်လိုမျိုးလဲဗျ သူကောင်းထဲမှာအတိအကျတွက်ချက်ထားတဲ့ဒီဒါမတ်စုပေါ့ရှိမှုစီကြီးရှိတယ်ဆိုလိုတာကဒီ chip ထဲမှာ code တွေရေးသွင်းထားတယ်လीအဲ့ဒီ code ထဲက lookup table လို့ခေါ်တဲ့အချက်လက်ဇယားတွေအတိုင်းအလုပ်လုပ်တာပါ အတိအကျတွက်ချက်ချတဲ့ဇယားတွေရှိပြီးသားပေါ့ ဟုတ်တယ်ရှင် microsecond ပိုင်းခြားနဲ့ကိုဘယ်အချိန်မှာဘယ်ဖင်းကနေလက်ဆက် line ထုတ်ပေးရမယ်ဆိုတော့ကိုတွက်ချက်နေတာပါတည်င်းချက်လက်ဝင်လာတာနဲ့တက်ပြိုင်နဲ့အဲ့ဒီ lookup table နဲ့တက်စစ်ပြီးချက်ချင်းတွန်းပြန်အမိန့်ထေတာဖြစ်ပါတယ်ရှင် အဲ့ဒီလို microsecond အပိုင်းခြားနဲ့အမိန့်ပေးတဲ့ဆိုတဲ့နေရာမှာကျွန်တော်တို့နောက်တစ်ဆင့်ကိုတွားကြည့်အောင်ဗျာ microcontroller ကနေထွက်လာတဲ့အချက်ပြလှိုင်းတွေကိုပုံရဲ့ဘဲဘက်ချမှာရှိတဲ့ digital oscilloscope မျက်နှာပြင်မှာပြထားတယ် ဟုတ်ကဲ့တွေ့ပါတယ်ရှင် အဲ့ဒီမှာအဝါရောင်နဲ့အပြာရောင်လီထောင်ပုံစံလှိုင်းလေးတွေအတက်အကျဖြစ်နေတာမြင်ရတယ်ဒါပေမဲ့ပုံရဲ့တိုင်တန်မှာကျတော့32 step sine wave လို့ရေးထားတယ်ဗျာ ဟုတ်တယ်4000 line နဲ့အဝိုင်းပုံစံဖြစ်သွားတာကိုပြောချင်တာမလား ဟုတ်တယ်ဗျာအဲ့ဒီ4000 line နဲ့ဘလို့လို့အဝိုင်းပုံစံ sine wave ဖြစ်သွားတာလဲတကယ်တမ်း digital chip တစ်ခုက analog လို့အဝိုင်းပုံစံ line အစစ်ကြီးကိုတိုက်ရိုက်ထုတ်ပေးနိုင်လို့လား အတိကပဲရှင် digital chip တစ်ခုကနေ analog line အစစ်ကိုတိုက်ရိုက်ထုတ်ပေးဖို့ဆိုလားမဖြစ်နိုင်ပါဘူး ဟုတ်တယ်မလားသူက 5V နဲ့ 0V ပဲရှိတာလေ high နဲ့ low ပေါ့ မှန်ပါတယ်ရှင်အဲ့ဒီအခြေအနေနှစ်ခုပဲရှိတယ်အဲ့ဒီတော့အဲ့ဒီအဝါနဲ့အပြာ4000 line လေးတွေကိုပ
pass with modulation ပေါ့နော်အတိုးကောက် PWM နီးပညာနဲ့ဖန်တီးရတာပါ microcontroller ကနေ high ဖြစ်နေတဲ့အချိန်ကိုရင်းမြန်စွာအတိုးလျော့လုပ်ပေးလိုက်တယ် အော်အချိန်တိုလေးအတွင်းမှာခလုတ်ကိုအဖွင့်အပိတ်အမြန်လုတ်လိုက်တဲ့သဘောပေါ့ ဟုတ်တယ်ရှင် duty cycle ကိုပြောင်းလဲပေးလိုက်တာပါ တကယ်တမ်း digital chip တစ်ခုက analog လို့အဝိုင်းပုံစံ line အစစ်ကြီးကိုတိုက်ရိုက်ထုတ်ပေးနိုင်လို့လား အတိကပဲရှင် digital chip တစ်ခုကနေ analog line အစစ်ကိုတိုက်ရိုက်ထုတ်ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူး ဟုတ်တယ်မလားသူက54နဲ့ 0V ပဲရှိတာလေ high နဲ့ low ပါ မှန်ပါတယ်ရှင်အဲ့ဒီအခြေအနေနှစ်ခုပဲရှိတယ်အဲ့ဒီတော့အဲ့ဒီအဝါနဲ့အပြားလီထောင် line လေးတွေကို pulse with modulation ပေါ့နော်အတိုးကောက် PWM နီးပညာနဲ့ဖန်တီးရတာပါ microcontroller ကနေ high ဖြစ်နေတဲ့အချိန်ကိုရင်းမြန်စွာအတိုးလျော့လုပ်ပေးလိုက်တယ် အော်အချိန်တိုလေးအတွင်းမှာခလုတ်ကိုအဖွင့်အပိတ်အမြန်လုတ်လိုက်တဲ့သဘောပေါ့ ဟုတ်ကဲ့ရှင် duty cycle ကိုပြောင်းလဲပေးလိုက်တာပါ ဆိုတော့ဟိုလေဒီ PPWN တို့အလုပ်လုပ်ပုံကိုကျွန်တော်မြင်အောင်ကြည့်ရရင်ဥပမာရေပိုက်တစ်ခုကိုလက်နဲ့အမြန်ဖွင့်လိုက်ပိတ်လိုက်လုပ်နေတယ်ဆိုပါစို့ရေကတစ်ဖြတ်ချက်နဲ့ထွက်လာမယ် ဟုတ်ကဲ့ ဒါပေမဲ့အရမ်းမြန်ထွက်တဲ့အခါတစ်ဖက်ကခန်တဲ့ခွက်ချင်မှာရေကဆက်တိုက်စီးဝင်နေတယ်လို့မျိုးဖြစ်သွားတာလားပြော ရေပိုက်ဥပမာကနည်းနည်းတော့လွဲနေသေးတယ်ရှင်ဒီလိုစဉ်းစားကြည့်ပါပုံမှန်4000 line inverter အဟောင်းတွေကခလုတ်ကိုရိုးရိုးဖွင့်လိုက်ပိတ်လိုက်ပဲလုပ်တယ်ဒီတော့ line ကရုတ်တရက်တက်သွားတယ်ပြီးရင်ရုတ်တရက်ကျသွားတယ် ဟုတ်ကဲ့ အဲ့ဒီလိုရုတ်တရက်အပြောင်းလဲတဲ့ကြောင့်လက်စစ်မော်တာတွေမှာအတန်ဆူညံတာတွေအပူထွက်တာတွေဖြစ်လာတာပေါ့အခု32 step ဆိုတာကအဲ့ဒီလိုရုတ်တရက်တက်မတွားအောင်စင်စင်လေးကားထလီလီလိုတိဆောက်လိုက်တာပါရှင် အော်တဖြည်းဖြည်းချင်းတက်သွားအောင်ပေါ့ ဟုတ်တယ် line တစ်ခုရဲ့တဝက်မှာ4000 line ရဲ့အကျဲကို32ခါတီတီအချိုးကျအပြောင်းလဲလုပ်ပေးလိုက်တာပါရှင် အော်နားလည်ပြီဗျကလေးတွေစောတဲ့ရေကိုအတုံးလေးတွေလို့ပေါ့လီကိုအတုံးလေးတွေတုံးပြီးအဝိုင်းပုံစံတစ်ခုဖြစ်အောင်တိဆောက်တယ်ဆိုပါစို့အတုံးနည်းနည်းပဲတုံးရင်ထောင်တွေကအရန်ချုံနေမယ်လीကြမ်းတမ်းမယ် ဟုတ်တယ်ရှင်တကယ်ကိုအဲ့ဒီသဘောတရားပါပဲ ဒါပေမဲ့အတုံးပေါင်း32တုံးလောက်ကိုအနိမ့်မြအတိကျအတွက်ပြီးအစင်စင်စီးလိုက်မယ်ဆိုရင်တော့အဝေးကကြည့်လိုက်တဲ့အခါတကယ်ကိုချုံမွေ့တဲ့အဝိုင်းပုံစံဒီပါဖြစ်သွားပြီပေါ့အဲ့ဒီသဘောတရားပဲမို့လား အတိအကျပဲရှင်အဲ့ဒီလီကိုဥပမာကအတော်လဲကိုအံဝင်ခွင်ကြားထစ်သွားပြီအဲ့ဒီ32ဆင့်ကိုဖန်တီးဖို့အတွက်ခုနကကြီးမပြောခဲ့တဲ့ chip တွေက lookup table ကအလုပ်လုပ်ရတာပါ ။အော်ကြိုတင်တွက်ချက်ထားတဲ့ဇာတ်တွေကအဲ့ဒီမှာအတုံးဝင်သွားတာကို ဟုတ်ပါတယ်ရှင်အရှင်အတိုင်းထွက် duty cycle ဘယ်လောက်ထားရမယ်ဆိုတာကိုကြိုတင်တွက်ချက်ထားတဲ့ data တွေကို microcontroller ကအမြန်ဆွဲယူပြီး4000 line လေးတွေရဲ့အကျဲကိုထင်ချုပ်လိုက်တာညာဘက်အချက်မှာရည်ညွှန်းပြထားတဲ့အပြာရောင် sine wave line ပုံစံငယ်လေးကိုရဖို့အတွက် capacitor နဲ့ inductor တွေပါတဲ့ filter ကိုဖြတ်လိုက်တဲ့အခါခုနအလီကိုအတုံးရဲ့ထောင်ချွန်လေးတွေကပျောက်သွားတာပေါ့ရှင် ။ပြီးတော့မှတကယ်ကိုချောမွေ့တဲ့အဝိုင်းပုံစံလျှက်စစ်လိုင်းကိုရရှိသွားတာဖြစ်ပါတယ်။မိတ်တယ်ဗျာ ဟုတ်တယ်ရှင် smooth ဖြစ်သွားတာပေါ့ ။ဒါဆိုရင်အစိုးရစီကလာတဲ့ပင်မလျှက်စစ်မီလိုင်းပုံစံ pure sine wave နဲ့အတော်လေးတူသွားပြီပေါ့။ဒါနဲ့လေဘာဖြစ်လို့ဒီလောက်တောင်အပေပန်းခံပြီး32စင်ထိအချိုးကျခွဲထုတ်နေရတာလဲ။အဆင့်10ဆင့်လောက်ဆိုမရဘူးလားဗျ။ ရတော့ရပါတယ်ရှင်ဒါပေမဲ့ engineer ဘိုင်းမှာ total harmonic distortion ပေါ့နော်အတိုးကောက် THD လို့ခေါ်တဲ့ line တော့အနောက်ရက်တွေရှိတယ် အနောက်ရက်ဒီများလာမှာပေါ့ ဟုတ်တယ်အစစ်နဲလေးလေးအဲ့ဒီ THD များလေးလေးပဲအဲ့ဒီအခါအာယုံခံလွယ်တဲ့ electronic PC တွေဥပမာဆေးရုံတုံးဆက်တွေဒါမှမဟုတ်ရေခဲသစ်ထာက compressor တွေဟာပူလာမယ်စွမ်းဆောင်ရည်ကြမယ်ရေရှည်မှာပစ္စည်းဖို့ပူလွယ်သွားမယ်လေ ။အော်ဒါကြောင့်32ဆင့်လောက်ထားကို ဟုတ်တယ်ရှင်32ဆင့်ဆိုတာကဒီ PIC 16F676 ရဲ့တွက်ချက်နိုင်စွမ်းရဲ့လိုင်းချောမွေမှုရဲ့အကြမှာအကောင်းဆုံးမြတ်ချက်တစ်ခုကိုရွေးချယ်ထားတာဖြစ်ပါတယ်ရှင်